Hello ဒီနေ့ကတော့ကျွန်တော်တို့ဒီမလေးရှားမှာဖြစ်တဲ့အကြောင်းအရာလေးတစ်ခုကိုပြောချင်တယ်ဒီမလေးရှားမှာအခုဒီမလေးလူမျိုးတွေကကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့ရိုဟင်ဂျာအမိခံတွေပေါ့နော်သူတို့တွေရဲ့ပြဿနာပေါ့အဲ့ဒါကျွန်တော်တို့ဒီတည်င်းမှာအရန်ကိုဟော့ဖြစ်နေတယ်အခုချိန်မှာဒါကြောင့်မို့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရှိနေတဲ့တိုင်းရင်းသားအားလုံးကဒီဘင်္ဂလားဘက်ကနေကျော်လာတဲ့ဒီဘင်္ဂလားလူမျိုးတွေပေါ့ဒီဘင်္ဂလီတွေပေါ့နော်ဆိုတော့ဒီလူတွေကအကုန်လုံးကဒီအရင်တုန်းကကတော့ကျွန်တော်တို့မှာရှိပါတယ်နော်ကလားတွေဆိုတာရှိတယ်သူတို့တွေရှိတယ်ဒါပေမဲ့ဒီတွေထက်မကဘူးအခုကဒီဘင်္ဂလားကနေကျော်လာတဲ့လူတွေအများကြီးဖြစ်လာတော့မြန်မာနိုင်ငံမှာလည်းဒီပြဿနာတက်တယ်တဲမှာအခုကျွန်တော်တို့ ICJ တို့ဘာလို့အကုန်လုံးရောက်တာပေါ့နော်ရောက်တော့ဒီအထက်မှာလည်းပဲတချို့လူတွေကတော့ဒါကောင်းတယ်ရိုဟင်ဂျာဆိုတာလူသားချင်းစာနာရမယ်စသဖြင့်တချို့နိုင်ငံနဲ့អော်နေတယ်ဆိုအော်ဝေးမကြဘူးပေါ့နော်ဒီအမေရိကမှာလည်းဒီကျွန်တော်တို့ဒီကလာနဲ့ပတ်သက်ပြီးမှဖြစ်တဲ့ပြဿနာတွေစဖြစ်လာတယ်ဒီထက်မကအခုကမလေးရှားမှာတော်တော်ကိုကြီးဖြစ်တယ်အရင်တော့ကတခါဖြစ်ခဲ့တယ်ဆိုတော့အခုကဒီတခါကတော်တော်ကြီးတယ်အရင်တော့ကတော့ဒါလူသားချင်းစာနာတဲ့အာရနဲ့တခုဖြစ်တယ်ပြီးတော့သူတို့ရဲ့ဘာသာချင်းလေးတူကြတယ်လေတူတဲ့အခါကျတော့သူတို့တွေကလက်ခံပြီးမှအင်ရှင်အနေနဲ့လက်ခံပြီးသူတို့ကထားတာဒီဒုက္ခတွေမှာရှောက်တဲ့သူတွေကရှောက်နိုင်ငံခြားတွားတဲ့သူကတွားမတွားနိုင်တဲ့သူတွေကြတော့မလေးရှားမှာအင်တွေဝယ်တယ်ကားတွေဝယ်တယ်မြေတွေဝယ်တယ်ဒီလိုမျိုးနဲ့နေပြီးရသူတို့လည်းပဲဒီနိုင်ငံရဲ့ပါတီတွေကြားမှာဝင်လာကြတယ်ဝင်လာကြတဲ့အခါကျတော့အခုကတော့နေရာတစ်ခုကိုသူတို့တောင်းလာတယ်ပေါ့နော်အရင်တစ်ခါလေးတောင်းတယ်အခုလေဒီလိုပဲသူတို့ကဒီမလေးရှားနိုင်ငံကိုဝမ်းမြော်ဖို့အတွက်ပဲသူတို့ကအဓိကကြံ့ယူတာပဲဆိုတော့မလေးရှားမှာနေပြီးသူတို့ကငါတို့ကပြောမှဆိုတော့ရိုဟင်ဂျာလူမျိုးမလေးရှားမှာရှိတဲ့မလေးတိုင်းရင်းသားတွေဖြစ်တဲ့ဆိုမှသူတို့ကလောက်မှာပဲကြာလာရင်တော့ဒါဒီလိုပဲဖြစ်ဖို့လမ်းကိုသူတို့ကခင်းတာဆိုတော့အခုဒါမလေးရှားမှာတော်တော်ကြီးမားမားဒီပြဿနာတွေအရန်တက်တာတွေ့ရတယ်အခုတလောစင်တော့မီဒီယာတွေမှာအရန်ပြောနေကြတယ်မကြိုက်တော့ဘူးမောင်းထုတ်ချင်ကြပြီဆိုတော့ပြောချင်တာကဒီကိုကဘေးကနေလာတာလဲဆိုတာလေးတီးဖို့လိုတယ်ကျွန်တော်တို့တော်တော်များများဒီအမေရိကမှာရိုဟင်ဂျာလောက်ခံတဲ့လူတော်တော်များများကျွန်တော်တို့တွေ့တယ်ပြောလိုက်ရင်ဘာလူမျိုးလဲဆိုရင်မွတ်စလင်လူမျိုးတဲ့ဘယ်လိုပြောတော့မလဲမွတ်စလင်လူမျိုးဆိုတာဘာသာပါဒါမဟုတ်ဘူးဘာလူမျိုးလဲဆိုရင်လေကျွန်တော်တို့ကဘင်္ဂလီတွေဖြစ်တယ်လို့လည်းပြောတယ်ခဏနေကြားလို့သူတို့ရိုဟင်ဂျာလို့လည်းပြောတယ်ဆိုလူတယောက်ကစကားအမျိုးမျိုးပြောတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါတွေကဘာကြောင့်ဒီလိုဖြစ်တာလဲဆိုတော့ကျွန်တော်တို့မသိဘူးဆိုတော့ဘေးကနေလာတာလဲဆိုသူတို့ကမြန်မာပြည်ကနေလာလို့ပြောဆိုမြန်မာစကားပြောတတ်သလားဆိုမြန်မာစကားတခုံးပြောဘူးမပြောတတ်ဘူးဒါကျွန်တော်မြန်မာတိုင်းရင်းသားတော်များများကတော့ဘလို့တိုင်းရင်းသားပဲဖြစ်ဒါအများအားဖြင့်မတက်ရတော့မှဆေးတာတို့ဘာတို့ကိုပြောတတ်တယ်လေမြန်မာစကားကိုဆိုတော့အခုကဒီလူတွေကဘာမှမပြောတတ်ဘူးဒီဟာမျိုးတွေရှိတယ်အဲ့ဒါမျိုးတွေကြောင့်ပေါ့နော်ဒါကြောင့်မို့ဒါကျွန်တော်မြန်မာမှာရှိတဲ့မြန်မာပြည်သားကလည်းအကုန်လုံးတီးတဲ့အတိုင်းပဲဘယ်သူမှမကြိုက်ကြဘူးဒီလူတွေဘာလို့ဆိုသူတို့ကဗီဇမကောင်းဘူးလေကိုကဘာလဲဆိုတာကိုမသိဘူးကျွန်တော်တို့စင်ဒီမှာအမေရိကမှာနေထိုင်တယ်အမေရိကမှာနေထိုင်တဲ့အမေရိကနိုင်ငံသားဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဘယ်တော့မှဒီတိုင်းရင်းသားမဖြစ်နိုင်ဘူးเนาะနိုင်ငံသားဖြစ်ပိုင်ခွင့်ရှိတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့ကောင်းကောင်းနားလည်ရမယ်မေးပေးလို့ရတယ်နိုင်ငံရဲတွေမှာကိုက citizen ဖြစ်တဲ့အတွက်ကြောင့်နိုင်ငံရဲတွေမှာပါဝင်ခွင့်ရှိတယ်လုံးခွင့်ရှိတယ်ခွင့်ရည်တွေရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့စကားကိုယ့်ရဲ့နှုတ်ကနေကငါအမေရိကန်တိုင်းရင်းသားဖြစ်ပါတယ်ဆိုတဲ့စကားကိုဘယ်တော့မှသုံးလို့မရဘာဖြစ်လို့လဲအမေရိကန်တိုင်းရင်းသားမဟုတ်ဘူးလေနော်တိုင်းရင်းသားမဟုတ်ဘူးနိုင်ငံသားဖြစ်တယ်ဆိုတဲ့ဟာတော့ပြောလို့ရတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကသိဖို့လိုတယ်ဆိုတော့အခုရိုဟင်ဂျာတွေလည်းပဲဒီလိုပဲရိုဟင်ဂျာလို့အမိခံနေတဲ့မြန်မာပြည်ကနေတွားနေတဲ့လူတွေဒီလိုပဲအခုသူတို့ရိုဟင်ဂျာပြောပြီးရင်ဟိုနိုင်ငံတွားလိုက်တိုင်းရင်းသားခံလိုက်ဒီနိုင်ငံတွားလိုက်တိုင်းရင်းသားခံလိုက်ဆိုတော့ဘလို့တွေ့ခေါ်မျိုးနဲ့ဘလို့လောက်တာလဲဆိုတာလည်းမသိဘူးဆိုတော့သူတို့ချင်းသူတို့မွတ်စလင်ချင်းတောင်မှတယောက်နဲ့တယောက်မတည်တော့ပြဿနာအဲ့ဒါမျိုးတွေအများကြီးတွေ့ရတာပေါ့နော်ဒါကြောင့်မို့ပြောချင်တယ်ဒီရိုဟင်ဂျာတွေကိုလည်းကိုမှမရှိတဲ့နာမည်တစ်လုံးကိုမရအောင်ယူကြတာအရန်ရှက်ဖို့ကောင်းတယ်ပေါ့နော်ဒါအရန်ရှက်ဖို့ကောင်းတယ်အဲ့ဒါလေးတော့တီးစေချင်တယ်ပေါ့နော်ဘလို့ပဲပြောဒါပြောမစွမ်းမြန်မာဆိုတောင်းအောင်ဆောင်တော့ကြီးဆိုတာရှိတယ်လေနော်တောင်းအောင်ဆောင်တော့ကြီးနောက်ကိုဘာသာစကားဆိုတာရှိတယ်သူတို့ဘာသာစကားသူတို့ရှိတယ်ဒါပေမဲ့သူတို့ရဲ့ဘာသာစကားကကျွန်တော်မြန်မာပြည်မှာရှိနေတဲ့အရင်တော့ရှိနေတဲ့
ကလားတွေပေါ့နော်မွန်မာနေမွန်ကလားလို့ခေါ်တယ်ကရင်မာနေကရင်ကလားရခိုင်မာနေကရင်ရခိုင်ကလားနော်အမျိုးမျိုးချင်းပြီးမှနေချင်းကလားဆိုမှအကုန်လုံးခေါ်ကြတယ်သူတို့ကဒီမှာရှိတဲ့လူတွေကတော့မြန်မာစကားနေပြောတတ်တယ်အခုဒီမှာရောက်နေတဲ့တူတွေတချို့လူတွေကြတော့မြန်မာစကားတခုံးပြောတတ်ဘူးတဲ့သူတို့ကိုဒီ office တွေဘာတွေမှာစကားပြန်ရင်လည်းပဲမြန်မာလိုဘာသာပြန်လို့မရဘူးသူတို့ပြောတော့ဘေးကလည်းမြန်မာကရိုဟင်ဂျာဖြစ်တယ်ဆိုရင်သူတို့ကဘာသာပြန်ဘာနဲ့ဘာသာပြန်ရလဲဆိုရင်ဘင်္ဂလီစကားနဲ့ဘာသာပြန်မှသူတို့ကရတာပြောချင်တာဘင်္ဂလားကနေလာတာဆိုတော့အဲ့ဒါကိုသူတို့ကအခွင့်အရေးဘင်္ဂလားကနေတိုက်ရိုက်ဝင်လို့ဘင်္ဂလီကနေတိုက်ရိုက်ဝင်လို့မရတာဖြစ်တဲ့အတွက်ကြောင့်မြန်မာပြည်ကနေတဆင့်သူတို့ကထွက်ပြေးတယ်ပြီးတော့ဒီဘင်္ဂလားနဲ့တိုက်ရိုက်ထွက်ပြေးတယ်မလေးရှားမှာခိုးလုံတယ်ထိုင်းမှာခိုးလုံတယ်ခိုးလုံမဲ့နိုင်ငံခြားထွက်တယ်ဆိုတော့ဒီမှာရောက်တဲ့မြန်မာ community ကိုပြန်ရောက်တယ်မြန်မာ community မှာပြန်ရောက်တော့လေသူတို့ကမြန်မာလိုဘာသာပြန်လို့မရဘူးသူတို့ဘင်္ဂလားလိုဘာသာပြန်ရတယ်ဆိုတော့ဒါအဖြေပဲဆိုတော့ဒါတွေကိုကောင်းကောင်းကျွန်တော်တို့သိဖို့လိုတယ်ပေါ့နော်ဒါကြောင့်မို့အခုဒီကျွန်တော်တို့အမေရိကမှာရောက်နေတဲ့စေကျော်တက်ကလေးတွေနော်အသက်20ပတ်ဝန်းကျင်ကလေးတွေဆိုရင်တောင်မှသူတို့တဲ့တွေးပြီးစီအကြောင်းတွေပါတယ်မှာတွေ့သူတို့ပြောကြတာပေါ့ဘာလိုမျိုးလဲကျွန်တော်တို့ရိုဟင်ဂျာဖြစ်တယ်မြန်မာပြည်ကလာရိုဟင်ဂျာဖြစ်တယ်သူတို့ထင်ကြတယ်ချုပ်ကလေးတွေပြောတယ်မြန်မာပြည်ကရိုဟင်ဂျာတဲ့ဆိုအဲ့ဒါမျိုးတွေရှိတယ်ဒါတော့ကျွန်တော်စတခါတလေပြောတယ်ပေါ့နော်အော်နင်တို့လေးပဲကိုမြန်မာနိုင်ငံမှာတိုင်းရင်းသားဘယ်လောက်ရှိလဲဆိုတော့နင်တို့တောင်မှမတီးတော့ဘူးပဲလို့ဒါကြောင့်မြန်မာနိုင်ငံမှာတိုင်းရင်းသားဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့အရင်ဆုံးလေ့လာဖို့လိုတယ်ဘူရူတာအနေနဲ့ပြီးတော့အမေရိကန်မှာရောတိုင်းရင်းသားတိုင်းရင်းသားတွေကဘယ်သူတွေလဲပြီးနောက်ပိုင်းမှာဘယ်သူတွေကစောင့်ဝင်လာတာလဲအမေရိကန်ပြည်ထောင်စုဆိုတာဘယ်လိုဖြစ်လာတာလဲဆိုတဲ့ဟာတွေကိုတီးထိုက်တဲ့ဘ ഹു တုသားလိုပဲအခုလည်းပဲကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ကလေးတငယ်တွေကလည်းအကုန်လုံးဒါနားလေဖို့လိုတယ်ပေါ့နော်နောက်ဆိုရင်တော့ဒါကောင်းကောင်းရှင်းပြနိုင်ဖို့အတွက်အရင်အရေးကြီးတယ်ပေါ့ဒီဟာလေးကိုပြောချင်တာဒီနေ့ကနည်းနည်းဘယ်လိုပြောမလဲမရှိတဲ့နိုင်မြေတစ်လုံးကိုရအောင်ယူချင်တဲ့သူတွေအတွက်ကြောင့်ပေါ့နော်ဒါကြောင့်မို့ဒါနမ်ဒီဟာလေးကိုနည်းနည်းပြောချင်တာပါလို့နော်အားလုံးကိုကျေးဇူးတင်တယ်အဖြေမှန်ရကြပါစေလို့